မင်္ဂလာပါရှင်ဒီနေ့လေးလာမယ့်အပိုင်းအကြတော့ဒီပုံမှာပြထားတဲ့အတိုင်းပဲပေါ့နော်ကျမတို့ဒီ star red ဆိုတဲ့ဒီ star queen ပေါ့နော်အပြင်မှာခေါ်တာတော့ star queen ခေါ်မယ်ထိန်းကွင်းလို့လည်းခေါ်ကြရတယ်ပေါ့နော်သူ့ကိုဘယ်လိုတွက်မလဲဆိုတာကိုကျမတို့လေ့လာကြမယ်အခုဒီမှာဆိုလို့ရှိရင်သူကနော် schedule ပေးထားရတာအရင်ပုတ်တုံးကလည်းပဲကျမတို့ဒီ column ရဲ့ဒီတိုင်တိုဘဲခြေထောက်တွက်တဲ့ဟာကိုကျမတို့လေ့လာခဲ့တယ်ပေါ့နော်အခုမှသူ့မှာတွက်မယ် star queen ကိုဘယ်လိုတွက်မလဲဆိုတာလေ့လာမယ် star queen ဆိုရင်ဒီမှာသူကဒီမှာတိုင်းလို့ပေးထားတယ်star queen ကို1တိုင်းတခွင်းရွက်ထည့်မယ် 6.5 mm သုံးမယ် diameter 6 လက်မကြားစီသုံးမယ်เนาะအဲ့တော့ column size ကဘယ်လိုလဲဆိုရင် column size ကတော့ဒီမှာ6လက်မပတ်လဲcolumn 9ထဲမှာ star queen ကိုထည့်မယ်ပေါ့เนาะဒီဟာလေးကိုလေ့လာကြမယ်အဲ့တော့ကျမတို့ဘာသိရမလဲပေါ့เนาะstar queen တွက်မယ်ဆိုရင်ဒီမှာ cover ဘယ်လောက်ထည့်ရမလဲဆိုတာကျမတို့သိဖို့လိုလာတယ်ပေါ့နော်cover ဆိုတာကြတော့ဒီမှာဆိုလို့ရှိရင် concrete သားနဲ့ဒီ star queen ရဲ့ဂျားမှာရှိတဲ့ဒီအကွာဝေးလေးတွေပေါ့နော်အဲ့ဒါကိုကျမတို့က cover လို့ခေါ်တယ်ပေါ့နော် cover ဘယ်လောက်ထားမလဲနော် cover ဘယ်လောက်ထားမလဲဆိုရင်ကျမတို့ရဲ့ဒီဆရာကြီးဦးညီလာငယ်ရဲ့စာအုပ်ထဲမှာရေးပြထားရှိတယ်ပေါ့နော်ဒါ reference လုပ်ဖို့အတွက်ဒီမှာဆိုရင်သူက concrete cover ကိုတဲ့နော်အနည်းဆုံးထားမယ် minimum thickness ကိုပေးထားတယ်သူက slab နော် slab နဲ့ wall နေရနေ slab နဲ့ wall နေရနေအတွက်ဆိုလို့ရှိရင်သူက3/4လက်မထားမှာရှိတယ်2လက်မထားမှာရှိတယ်ပေါ့နော်သူကအပေါ်မှာဗာရေးပေးထားလဲဆိုတော့ not exposed တဲ့ directly to weather or တဲ့ not in contact with ground တဲ့သူကနော်ဒီသူကမြေကြီးထဲမှာnot in contact နော်မြေကြီးထဲမှာမဟုတ်ဘူးနော်နောက်တစ်ခုကရာသီဥတုတွေနဲ့လည်းတားရထွေထွေမှုမရှိဘူးဆိုလို့ရှိရင်သူ့ရဲ့ကာဘာကိုနေရအနေနဲ့ဒီ slab ပေါ့နော်ကျန်းကင်းနေမှာဆိုရင်အခင်းနေမှာဆိုရင်သူက3/4 inch ကိုထည့်လို့ရတယ်အကယ်လို့မှသူက export directly to weather or in contact with ground မြေကြီးထဲမှာရှိမယ်ပေါ့နော်အဲ့ဒီ wall တွေ slab တွေကနောက်ဒီ weather နဲ့လည်းပဲသူကတိုက်ရိုက်ထိတွေ့မှုเนาะ export directly တိုက်ရိုက်ထိတွေ့မှုရှိနေမယ်ဆိုတော့သူ့ကို2လက်မတော့သုံးပေးရမယ်2လက်မဆိုတော့ဟိုပို့ပြီးထားပေးရမှာပေါ့เนาะကာဘာကိုအကယ်လို့မှသူက number 5ဆိုရဲ60 mm ဒါမှမဟုတ်သူ့ထက်ငယ်တဲ့ size တွေဆိုရင်1လက်မခွဲထားလို့ရတယ်ကာဘာကိုเนาะနောက်တစ်ခုကဘာလဲဆိုလို့ရှိရင် bin နဲ့ထုတ်တန်းနေတဲ့ဒီ column တိုင်တွေအတွက်ပေါ့เนาะအဲ့ဒါဆိုရင်သူကမြေကြီးထဲမှာတိုက်ရိုက်မထားထိတွေ့မှုမရှိဘူးဆိုလို့ရှိရင်တော့သူ့ကို1လက်မခွဲထားပေးမယ်export directly to weather or in contact with ground မြေကြီးထဲမှာထည့်မယ်ဆိုတော့သူ့ကို2လက်မထားပေးရမယ်ပေါ့เนาะဒီဟာလေးရှိပါတယ်နော်တခုကကြတော့တဲ့ concrete ကိုတဲ့ is ဘူကလောင်းထည့်လိုက်မယ် direct contact with the ground နဲ့ without the use of foam နဲ့နော်concrete ကို foam မသုံးမဲနဲ့ foam မသုံးမဲနဲ့မြေကြီးထဲကိုတိုက်ရိုက်လောင်းထည့်လိုက်မယ် foam မရိုက်တော့ပဲဒီတိုင်းပဲလောင်းထည့်ပြီးသုံးမယ်ဆိုလို့ရှင်တော့ cover ဟာတဲ့ at least အနည်းဆုံး3 inches ကိုထားပေးရမယ်နော်နောက်ဒါပေမဲ့တဲ့သူ့ကို short လို့ရတယ်ဘယ်အချိန်မှာ short မလဲဆိုတော့တဲ့ under the footy footy ရဲ့အောက်မှာlane concrete ကိုခင်းမယ်3လက်မအထုရှိတဲ့ lane concrete ကိုခင်းမယ်ဆိုတော့သူက not to be less than 2 inches 2လက်မထက်မနည်းပါအောင်ထည့်လို့ရတယ်သူဆိုလိုတာကကြတော့ဟိုဒါကဒီ column 9ရဲ့ footy ကိုဆိုလိုတဲ့ပုံစံပေါ့ဒါကမြေကြီးเนาะမြေကြီးကိုမှဒါတူးလိုက်တယ်เนาะမြေတူးလိုက်တယ်เนาะပြီးလို့ရှိရင် column လောင်းမှုအတွက် footy လောင်းတယ်အဲ့ဒါဆို तू ကဒီမှာကြောက်ခင်းတယ်ပေါ့เนาะကြောက်ခင်းတယ်သဲခင်းတယ်သူ့ကိုကျမတို့ဗာလဲဆိုတော့ form တွေဘင်းက form မရိုက်တော့ဘဲနဲ့လောင်းထည့်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ cover ကိုအနည်းဆုံး तू က3လက်မထားပေးရမယ်เนาะ3လက်မ cover ထားပြီးတဲ့အချိန်ကျမှကျမတို့ဘာလုပ်မလဲဆိုရင်တန်ချမယ်เนาะတန်စင်မယ်ပေါ့เนาะတန်စင်ပြီးလို့ရှိရင် concrete လောင်းမယ်ဒီမှာเนาะတန်စကာခွက်စင်မယ်ပြီးလို့ရှိရင်သူ့ကို concrete လောင်းမယ်ပေါ့เนาะဆိုလိုတာအဲ့ဒါဆို3လက်မထားပြီးအကယ်လို့မှဒီအောက်မှာသူကဘာလဲဆိုတော့เนาะ136အကျန်းလောင်းလိုက်မယ်ပေါ့เนาะသူကကြောက်ခင်းလိုက်မယ်ပေါ့เนาะကြောက်ခင်းလိုက်ပြီးတော့အပေါ်ကနေမှ136เนาะအကျန်းလောင်းလိုက်တယ်เนาะ136ကိုเนาะ3လက်မတူလောင်းလိုက်တယ်လောင်းပြီးတော့အချိန်ကြာမှဆိုလို့ရှိရင်တော့တဲ့သူက
နော်2လက်မအနည်းဆုံးတော့ထားပေးလို့ရတယ်2လက်မအထိလျှော့လို့ရတယ်ပေါ့နော်2လက်မထက်တော့ငယ်လို့မရအဲ့တော့ဒီကနေဒီကာဘာက2လက်မထားပြီးတော့ဘာလုပ်မယ်ဆိုတော့နော်တန်စကားကွက်ဆင်မယ်တန်စကားနော်နှစ်ထပ်တန်စကားလုပ်ပြီးမှသူကဒီမှာဘဲချီတောင်းနဲ့တိုင်အတွက်လုပ်လို့ရတယ်လို့သူကဆိုလိုတာနော်ဒီဟာလေးကအဲ့ဒါပါအဲ့တော့အခုကျမတို့တွက်မဲ့ဒီ star ကွင်းကဘာမှတွက်မလဲဆိုလို့ရှိရင်ကျမတို့ကဒီ column အတွက်တွက်မယ်ပေါ့နော် column ကိုတွက်မယ်နော် column မှာဆိုရင် short column မှာရှိမယ်ဒီတိုင်တူရှိမယ်ဒီဘော့ကဒီအပေါ်မြေကြီးပေါ်တက်လာတဲ့တိုင်မှာရှိမယ်ပေါ့ star ကွင်းရနော်အဲ့တော့ကျမတို့ဒီအောက်ကနေတစ်ခါလေးတက်လာမှာမဟုတ်လို့ကျမတို့ကဒီမှာသူ့ရဲ့ကာဘာကိုဘယ်လောက်ယူမလဲပေါ့နော်ဒီသတ်မှတ်ချက်ထဲမှာဆိုရင် column ဆိုရင်ကျမတို့2မျိုးယူလို့ရတယ်ဒီမှာ1လက်မခွဲနဲ့2လက်မ2ခုယူလို့ရတယ်နော်အဲ့တော့အပေါ်အတွက်ပါကျမတို့ကတစ်ခါလေးတိုင်ကိုချီရမှာမလို့ကျမတို့ကပုံမှန်ဆိုလို့ရှိရင်တော့ဒီ1လက်မခွဲပဲထားကြတယ်ပေါ့နော်1လက်မခွဲကာဘာယူကြတယ်အဲ့တော့ဒီကာဘာလေးရရင်ကျမတို့ကတွက်လို့ရပြီလေနော်ကျမတို့တွက်လို့ရပြီဒီမှာဆိုရင်ဒါကျမဒါပုံကြီးချက်ပြလိုက်တယ်ပေါ့နော်ဒါကနော်6လက်မကောလန်တိုင်း6လက်မပက်လေကောလန်တိုင်းထဲမှာ star queen ထည့်မယ်ဒီမှာတန်ချောင်းလေးတွေရှိမယ်တန်ချောင်းနော်၄ချောင်းဖြစ်ရင်လည်းဖြစ်မယ်6ချောင်းပေါ့ဒါကတော့၄ချောင်းနဲ့ဒါမှနမူနာတွက်ပြရဖြစ်ပါတယ်ပေါ့နော်ပြီးရင် star queen ပတ်မယ် star queen ဒီလိုပတ်မယ်နော်ဒီလိုလေးပတ်မယ်အဲ့တော့သူကဒီ6လက်မပက်လေဆိုတော့ဒီဘက်တစ်ဖက်ကိုသူကနော်1လက်မခွဲနော်1လက်မခွဲနှုတ်မယ်ဆိုရင်1လက်မရော1လက်မခွဲဆိုတော့3လက်မပေါ့6လက်မထဲကနေ3လက်မကိုနှုတ်ရင်ဒီဘက်တစ်ချမ်းကို6လက်မကျန်မယ်နော်ပြီးရင်ဒီဘက်က vertical တိုင်းကိုဆိုလို့ရှိရင်လည်းပဲ6လက်မထဲကနေဒီဘက်က1လက်မခွဲဒီကကို1လက်မခွဲနှုတ်လို့ရှိရင်သူကဒီကနေဒီထိကို6လက်မကျန်မယ်နော်အဲ့ဒီခါကျတော့နော်တစ်ဖက်ကို6လက်မစီပေါ့နော်ဒါကျွန်မအပြင်မှာပုံထုတ်ဆွဲလိုက်မယ်ဒီလိုဖြစ်သွားလိမ့်မယ်နော်ဒီဘက်ကိုဒါ6လက်မ6လက်မ6လက်sorry နော်6လက်မ6လက်မ6လက်မအဲ့တော့6လေးလီဆိုတော့24เนาะ6လေးကပေါင်းမှာပေါ့เนาะဒီလိုတွက်လဲရတယ်6လေးကဆို6အပေါင်း6အပေါင်း6အပေါင်း6လေးကပေါင်းတော့24လက်မအပေါင်းနောက်တော့ဘာထပ်ပေါင်းမလဲဆိုတော့ကျမတို့ကဒီဘက်မှာဝင်းလေးရှိတယ်အဲ့ဒါလေးထည့်ပေါင်းပေးရမယ်အဲ့ဒါကိုကျမပြပေးမယ်ပေါ့เนาะဘယ်လိုယူတွက်မလဲဆိုတာကိုအဲ့တော့ကျမတို့ဒီဆောက်လို့ရေးစာအုပ်မှာဆိုလို့ရှိရင်သူကဒီထိန်းခွင်းတွေကိုပေါ့နော်ဒီတွက်မယ်ဆိုရင်သူ့မှာပုံသင်းလေးရှိတယ်ပေါ့နော်ဒီလိုလေးပါသူ့ရဲ့ဒီတစ်ဖက်အနားတစ်ဖက်ကိုသူကနော် A လို့သတ်မှတ်လိုက်တယ်ဒီဘက်တိုးတဲ့အနားတစ်ဖက်ကိုသူက B လို့သတ်မှတ်လိုက်တယ်ပြီးလို့ရှိရင်သူ့ကိုနှစ်နဲ့မြောက်တယ်ဆိုတာ A ကကြတော့ဒီဘက်ကိုတစ်ဖက်ကဒါ A ရှိမယ်သူက A ဖြစ်မယ်ပေါ့နော်ဒီဘက်အရှိရကြတော့ B ကဒီမှာ B ရှိမယ်အပေါ်ကတစ်ဖက် B ရှိမယ်ဆိုရင်เนาะ A နှစ်ခါ B နှစ်ခါပုံစံမျိုးပေါ့เนาะပြီးရင် तू ကဒီမှာရှိတဲ့အစွန်းထုတ်တဲ့အကွာလေးတွေကိုဘယ်လောက်ထားလဲဆိုတော့ 24D နဲ့တွက်တယ်เนาะ 24D နဲ့တွက်ပြရအဲ့တော့ကျမတို့ကဒီမှာဘာရှိလဲဆိုတော့ A ကतू ကကျမတို့က6လက်မရခဲ့တယ် B လဲ6လက်မရတယ်ဆိုတော့ကျမတို့ဒီမှာဘယ်လောက်ထွက်လာဆိုတော့24လက်မထွက်လာပြီအဲ့တော့ဒီကအစွန်းထုတ်ကွေးမယ်အကွေးလေးအတွက်ကို 24D နဲ့တွက်မယ်ပေါ့เนาะ 24D နဲ့တွက်မယ်ဆိုတော့ကျမတို့ဒီမှာ 24D ကျန်သေးတယ်နော်နော်ဒီကထွက်လာတာ24လက်မကဒီဘက်က A နဲ့ B နဲ့အရှိအပေါင်း24အမြာဒီကကြတော့ဒီမှာရှိတဲ့ star ကွင်းကိုကျမတို့ကဒီမှာဘယ်လောက်သုံးခိုင်းလဲဆိုတော့သူက 6.5 mm သုံးခိုင်းတယ်နော်6.5 mm ဆိုတဲ့အခါကျတော့လက်မပြန်ဖြစ်အောင်ဗာနဲ့ပြန်စားမလဲဆိုတော့25.4နဲ့ပြန်စားရင်လက်မထွက်လာမယ်အဲ့ဒါကိုတွက်လိုက်မယ်ဆိုရင်ကျမတို့ဒါရမယ်ပေါ့နော်ကျမ calculator တစ်ခါလေးနှိပ်ပြလိုက်မယ်နော်အဲ့တော့ဒီမှာကျမတို့ calculator နှိပ်မယ်နော်6.5 ဆိုတော့6.5အစား25.4 0.255 ကိုဘာနဲ့မျှဆိုတော့24နဲ့မျှလိုက်တယ်အဲ့ဒါဆိုရင်6.14ပေါ့เนาะ6.14ဆိုတော့6လက်မလောက်ရှိเนาะ6လက်မပေါ့အဲ့တော့ဒီဟာကိုတွက်ရင်24လက်မအပေါင်းเนาะ6.14လက်မเนาะ6လက်မယူတွက်လဲရတယ်ကျွန်မ6လက်မယူလိုက်မယ်24လက်မအပေါင်း6လက်မအဲ့တော့ဒီမှာရှိတဲ့ဒီအစွန်းထုတ်တဲ့အကွာဝေးလေးပေါ့เนาะဒီအစွန်းထုတ်တဲ့ဒီအကွာဝေးလေးက
ဒီမှာကျွန်မပြန်နည်းနည်းပြန်ဒီအစုံထုတ်တဲ့ကွာဝေးတဲ့တစ်ဖက်ကို3လက်မစီသွားမှာပေါ့เนาะနှစ်ဖက်စာဆိုတော့3လက်မစီသွားလိမ့်မယ်အဲ့တော့သူတို့နှစ်ခုပေါင်းလို့ရှိရင်24နဲ့6နဲ့ပေါင်းတော့30လက်မအဲ့တော့ဒီ6လက်မပဲလေထိန်းခွင့်ကိုရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့လက်မ30ဖြတ်ပြီးတော့ကွေးလိုက်မယ်ဆိုလို့ရှိရင်ဒီထိန်းခွင့်တစ်ခွင့်စာအတွက်ရမယ်ပေါ့เนาะဟိုအကယ်လို့ तू ကနည်းနည်းလေး short ဖြတ်ရင်လည်းရတယ်ဘာဖြစ်လဲဆိုတော့ तू ကကွေးလိုက်တဲ့အခါကျရင်ဒီထောက်လေးမှာအကွေးလေးတွေရှိလိမ့်မယ်ဒီထိန်းခွင့်ဒီထောက်လေးတွေမှာအကွေးလေးရှိမယ်ပြီးရင်ဒီလိုဆွဲဆန့်ကွေးလိုက်တဲ့ခါကျတော့တန်ကြောင်ကနည်းနည်းရှည်ထွက်လာတတ်တယ်ပေါ့နော်အဲ့တော့သူ့ကိုလက်မ30ထက်ကိုနည်းနည်းလေး short ဖြတ်ရင်ရတယ်ဖြတ်ချင်တယ်ဆိုလို့ရှိရင်တန်ကြောင်တစ်ချောင်းကိုကြည့်လိုက်ပေါ့နော်ကြည့်လိုက်ပြီးနည်းနည်းလေး short ဖြတ်ရင်အဆင်ပြေပါတယ်เนาะအဲ့တော့ဒါကျွန်မအခုတွက်ပြရတာကြတော့ကိုလက်မပတ်လေကော်လန်တိုင်းထဲမှာဒီထိန်းခွင်းဆိုတဲ့ဒီ star ခွင်းပေါ့နော် star ခွင်းတခွင်းကိုဘယ်လိုဖြတ်မလဲဆိုတဲ့ဟာကိုတွက်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီကျွန်မတွက်တာကိုအဆင်ပြေတယ်ဆိုလို့ရှိရင်လည်းပဲဒီကျွန်မရဲ့ channel လေးကို subscribe လုပ်ထားပေးပါเนาะနောက်ထပ်တင်တဲ့ဗီဒီယိုလေးတွေကိုသိရဖို့အတွက်ပါအကယ်လို့ဒီနားမလည်တာရှိတယ်အဆင်မပြေတာရှိရဆိုလို့ရှိရင်လည်းပဲကျွန်မကိုထပ်ပြီးတော့comment လေးမှာရေးဖို့ပြောချင်ပါတယ်အဲ့တော့ကျွန်မရဲ့ channel လေးကို subscribe လုပ်ထားဖို့မေးပါနဲ့เนาะ